တညနေခင်းလူစီကားလာတဲ့ရက်ဆိုင်တစ်ဆိုင်ထဲမှာပေါ့အဖိုးကြီးတစ်ယောက်နဲ့လူငယ်တစ်ယောက်ဟာတဝိုင်းနဲ့ထိုင်ပြီးအရက်တောက်နေကြပါတယ်တောက်ရင်နဲ့အတော်လေးမူးလာကြတဲ့အခါမှာတော့အဖိုးကြီးကလူငယ်လေးကိုစော်ကားမော်ကစကားတွေစပြောပါတော့တယ်ဟေးကောမင်းကငါကြည့်မရဘူးမင်းသိလားမင်းနဲ့ငါအတူအိတ်ခဲ့တယ်ကွာဟာဟာဟာတဆိုင်လုံးမှာရှိတဲ့လူတွေဟာကိုယ့်ခွက်ကိုမကန်ရဲတော့ပဲသူတို့ဝိုင်းကိုဝိုင်းကြည့်ကုန်ကြပါတယ်ဒီလူငယ်လေးဘလို့တုံ့ပြန်မလဲဆိုတာကိုအားလုံးကရင်းနှီးထိတ်ထိတ်နဲ့စောင့်ကြည့်နေကြတာပေါ့အဖိုးကြီးကတော့မကျေနပ်သေးပဲပိုပြီးအော်ကြီးဟစ်ကျထပ်ပြောလဲပါတယ်ဟေးကောငါထပ်ပြောမယ်မင်းအမေနဲ့ငါအတူအိတ်ဖူးတယ်ကွာကြားလားလူငယ်လေးကတော့ဘာမှမဖြစ်တယ်လို့ပါပဲသူရှိကအရက်ခွက်ကိုအေးအေးဆေးဆေးကောက်ကင်လိုက်ပြီးတကြိုက်တည်းမော့ချလိုက်ပါတယ်ပြီးတော့မှတက်ပြင်းတစ်ချက်ချပြီးခတ်အေးအေးပဲပြန်ပြောလိုက်တာကဟူးအဖေယာမူးနေရလဲအိမ်ပြန်အိပ်ပါတော့ဗျာကျွတ်တို့ကသားဖားဒီပဲလीအဖေနဲ့အမေနဲ့အတူအိပ်တာစမ်းသလားဗျာသွားအိမ်ပြန်တော့ဒီတော့မှပဲတဆိုင်လုံးကလူတွေလဲတက်ပြင်းချနိုင်ပြီးဝါးကနေရေမောကုန်ကြပါတော့တယ်တကယ်တော့အဖိုးကြီးကမူးပြီးကိုသားကိုပြန်ရန်တွေ့နေတာကိုဗျာ